ဝိပဿနာအလုပ်ဆိုတာကိုယ်ထဲမှာရှိနေတဲ့ယုံနာတရားတွေကိုအမှန်တိုင်းသိအောင်လို့အားထုတ်ရတာပဲယုတ်တရားဆိုတာအခုထင်ရှားတွေ့နေရတဲ့ရာဝတ္ထုတွေပါပဲထင်ရှားတွေ့နေရတဲ့ကိုယ်ကြီးတစ်ခုလုံးဟာရုပ်စုဝေယုတ်တရားတွေပါပဲနာမ်တရားဆိုတာကတော့သိနေတဲ့စိတ်ပါပဲအဲဒီယုံနာတွေကမြင်တိုင်းလည်းထင်ရှားဖြစ်နေတယ်ဒါကြောင့်အဲဒီယုံနာတွေကိုမှန်တိုင်းသိအောင်မြင်တိုင်းမြင်တယ်လို့ရှုရမှတ်ရမယ်ရှုတယ်မှတ်တယ်ဆိုတာသေချာသိအောင်လို့တတိညာနဲ့စူးစိုက်ပြီးနှလုံးသွင်းလိုက်တာကိုခေါ်တာပါပဲထို့အတူနားကကြားတိုင်းလဲကြားတယ်လို့မှတ်ရမယ်နှာခေါင်းကအနံ့ကိုနားတိုင်းလဲနားလို့မှတ်ရမယ်လျှာကရတာကိုစသည်တိုင်းလဲသိတယ်လို့မှတ်ရမယ်ကိုယ်ကတွေ့ထီတိုင်းလဲထိတယ်လို့မှတ်ရမယ်စိတ်ကူးစဉ်းစားကြံစီတိုင်းလဲစိတ်ကူးတယ်စဉ်းစားတယ်ကြံစီတယ်စသည်ဖြင့်မှတ်ရမယ်ဒါပေမဲ့အာထုကသမှာတော့မြင်တိုင်းကြားတိုင်းတွေ့တိုင်းသိတိုင်းကိုအကုန်လုံးသိအောင်လိုက်ပြီးမမှတ်နိုင်သေးဘူးဒါကြောင့်တရားသိလို့တဲ့တရားကစားပြီးမှတ်ရမယ်အသက်ရှူတိုင်းစိုက်တိုင်းဝမ်းမိတ်ထဲကဖောင်းလိုက်ပင်လိုက်နဲ့တောင်းနှင်းလှုပ်ရှားနေတာဟာအမြဲမပြတ်ထင်ရှားနေတယ်အဲ့ဒါဟာဝါယောဓာလို့ခေါ်တဲ့ယုတ်တရားပဲအဲ့ဒါကစပြီးရှုမှတ်ရမယ်အဲ့ဒါကိုရှုမှတ်ရအောင်ရှင်းဥစွာဝမ်းပိုက်ကိုစိတ်နဲ့စားပြီးကြည့်နေရမယ်အသက်ရှူသွင်းလိုက်တဲ့အခါဖောင်းတက်လာတာကိုတွေ့လိမ့်မယ်အသက်ရှူထုတ်လိုက်တဲ့အခါပင်ကျသွားတာကိုတွေ့လိမ့်မယ်ဖောင်းတက်လာတာကိုဖောင်းတယ်လို့မှတ်ရမယ်ပင်ကျသွားတာကိုပင်တယ်လို့မှတ်ရမယ်စိတ်နဲ့စိုက်ကြည့်နေုံနဲ့မထင်ရှားသေးရင်ဘာမှလည်းနဲ့ထိတာအသက်ရှူကိုတော့မပြင်းနဲ့နေအောင်လည်းအသက်အောင်မထားနဲ့ညအောင်လည်းအာမထုံးနဲ့ရင်းကြီးလည်းမရှူနဲ့အသက်ရှူကိုပြင်လိုက်ရင်မောသွားလိမ့်မယ်ဒါကြောင့်ပဂရိရှုမြဲအတိုင်းမမှန်လေးရှူရမယ်အသက်ရှူမှသွားရင်မမှန်လေးပြန်ထားဒီလိုမမှန်လေးရှူနေရင်ဖောင်းတယ်လာတာကိုဖောင်းတယ်လို့မှပိန်ကြသွားတာကိုပိန်တယ်လို့မှဖောင်းတယ်ပိန်တယ်ဒီလိုဆိုလေးတွေကတော့စိတ်แท้တယ်ဆိုရမှာနော်ပါးစပ်ကတော့ဆိုနေဖို့မလိုပါဘူးဝိပဿနာရှုရဲဆိုတာအနည်းလေးဆိုတွေကလွင်ရင်မဟုတ်ဘူးသိဖို့ကသာပြီးလို့တယ်ဒါကြောင့်ဆိုုံလေးတော့မပြီးသေးဘူးဖောင်းတယ်လို့မှတ်တဲ့အခါဖောင်းစားကနေပြီးဖောင်းဆုံးတက်ရောက်ဖောင်းတက်လာတာလေးကိုမျက်စိနဲ့မြင်တယ်လို့သိသိချာချာသိသွားစီရမယ်။ဘိနေလုံးမတဲ့ခါမှလည်းပင်ကြသွားတာလေးကိုပင်စားကပင်ဆုံးတယ်အောင်မျက်စိနဲ့မြင်တယ်လို့ထင်ထင်ရှားရှားသိသွားစီရမယ်။ဖောင်းတယ်လို့မှရင်ဖောင်းတာနဲ့အပြီးနဲ့ကပ်သွားစီရမယ်။ခဲနဲ့ပြစ်လိုက်တော့ဘာကနဲ့ထိမှန်သွားတာလို့ဟိုကပေါ်လာတဲ့မဆရာအာယုံနဲ့ဒီကရှုမှတ်လိုက်တဲ့စိတ်ညာတခါတဲ့အံကြကြိုက်သွားအောင်လို့ပြီးဆိုင်ပြီးမှတ်ရမယ်။ဘိနေလုံးမတော့လည်းအတူတူပဲဗိဓာနဲ့မတ္တနဲ့အံကြကြိုက်သွားစီရမယ်။ဘာမှထူးမှစရာမရှိဘူးဆိုရင်ဒီဖောင်းတာပိန်တာလေးနှစ်ခုပဲမှတ်နေရမယ်။ဖောင်းနေပိန်နေလို့မပြတ်မှတ်နေရမယ်။ဒီလိုမှတ်နေရင်စိတ်ကတခြားကိုထွက်တော့သွားတာလည်းရှိလိမ့်ဦးမယ်။အဲဒီလိုထွက်သွားတဲ့စိတ်ကလေးကိုလည်းလိုက်ပြီးမှတ်ရမယ်။အဲဒီစိတ်ကလေးကိုသွားတယ်လို့မှတ်ဒီလိုတစ်ချက်တစ်ချက်လောက်မှတ်လိုက်ရင်သူကမသွားကြဘူး။ဒီတော့ဖောင်းနေပိန်နေဖောင်းနေပိန်နေလို့ကြားမှသွားရုံပဲစိတ်ကလေးကတဏှာရရောက်သွားရင်ရောက်တယ်လို့မှပြီးရင်ဖောင်းနေပိန်နေလို့ကြားမှသွားရုံပဲစိတ်ကူးထဲမှာလူတရားရောနဲ့တွေ့ရင်တွေ့တယ်လို့မှပြီးရင်ဖောင်းနေပိန်နေလို့ကြားမှသွားရုံပဲလူတရားရောနဲ့တွေ့လို့စကားပြောနေမှသတိရတဲ့ခါလည်းရှိတယ်အဲဒီလိုစကားပြောနေတဲ့စိတ်ကူးကိုလည်းပြောတယ်လို့မှလူရင်းကတော့ဘာပဲဖြစ်ဖြစ်စိတ်ကူးကြံစည်မှုတွေဖြစ်တိုင်းလိုက်မှဖို့ပါပဲမပုံကတော့စိတ်ကူးရင်စိတ်ကူးတယ်လို့မှစဉ်းစားရင်စဉ်းစားတယ်ကြံရင်ကြံတယ်ပြီးရင်ပြီးတယ်အလုံးသွင်းရင်လုံးသွင်းတယ်လို့မှစိတ်ထဲမှာပြောတယ်ထင်ရင်လည်းပြောတယ်လို့မှပြင်းရင်လည်းပြင်းတယ်လို့မှဝန်တာရင်လည်းဝန်တာတယ်လို့မှစိတ်ပြည့်ရင်လည်းစိတ်ပြည့်တယ်လို့မှဒီလိုစိတ်ကူးလေးတွေကိုဖြစ်တိုင်းရှုမှပြီးသိနေတာကဘာလို့ဆိုလို့ရှိရင်စိတ်ဓာနုပဒနာခေါ်တယ်
ဒီလိုစိတ်ကလေးကိုဖြစ်တိုင်းဖြစ်တိုင်းမရှိနိုင်မသိနိုင်ကြတဲ့အတွက်ဒီစိတ်ကလေးကိုပဲပုဂ္ဂိုလ်သတ္တဝါကောင်လို့ထင်နေကြတာစိတ်ကူးနေတာဟာငါပဲငါစဉ်းစားနေတယ်ငါကြားနေတယ်ငါသိနေတယ်လို့ထင်နေကြတယ်ကလေးသူငယ်ဖြစ်ကအခုတည်းတဘွာလုံးသက်ရှင်ပြီးသိနေတဲ့ငါကောင်လေးဟာတကယ်ကိုရှိနေတယ်လို့ထင်နေကြတယ်အမှန်မှာတော့ငါကောင်လေးဆိုတာရှိတာကိုမဟုတ်ဘူးတကူချင်းတကူချင်းဆင်ကမပြတ်ဖြစ်နေတဲ့ဒီစိတ်ကလေးသာရှိတာပဲအဲဒီတကူချင်းခဏမစက်ပြတ်ဖြစ်နေတဲ့စိတ်ကလေးကိုကိုယ်တိုင်မျက်မှောက်သိအောင်လို့မှားရတာတဲ့ဒါကြောင့်ဒီစိတ်ကလေးကိုဖြစ်တိုင်းမှားရမယ်ဒီစိတ်ကလေးကတော့မှားလိုက်ရင်ပျောက်လွယ်ပါတယ်ကြံတယ်လို့တစ်ချက်လောက်မှားလိုက်ရင်သူကမရှိတော့ဘူးပျောက်သွားတော့တာပဲအဲဒီတော့ဖောင်းနေပိန်နေဖောင်းနေပိန်နေလို့ပြန်မှသွားရုံပဲထိုင်းနေတာကြတော့ကိုယ်တည်းကညောင်းတာပူတာတွေလည်းပေါ်လာလိမ့်ဦးမယ်အဲ့ဒါတွေကိုလည်းလိုက်ပြီးမှတ်ရမယ်ညောင်းရင်ညောင်းတာလေးကိုသိချာသိအောင်စိတ်နဲ့စားပြီးညောင်းတယ်လို့မှပူရင်လည်းပူတယ်မှနာရင်လည်းနာတယ်မှမောရင်လည်းမောတယ်မှရုံပါပဲဒီညောင်းတာပူတာနာကျင်ခဲတာမောပန်းတာနေတဲ့ခဲတာတွေဟာဒုက္ခဝေဒနာကြီးတွေကြီးပဲဒါကြောင့်ဒါတွေကိုရှုမှတ်နေတာကဝေဒနာနုပဒနာတဲ့ဒီဝေဒနာလေးတွေကိုဖြစ်တိုင်းမရှိနိုင်မသိနိုင်ကြတဲ့အတွက်ညောင်းတာပူတာနာကျင်ခဲတာလေးတွေကိုပဲငါလို့ထင်နေကြတယ်ငါညောင်းနေတယ်ငါပူနေတယ်ငါနာနေတယ်လို့ငါကောင်တော်ကောင်းနေနဲ့ထင်နေကြတယ်အရင်ကတော့ငါကောင်းနေတာပဲအခုမှနေတိုင်ခဲ့လာတယ်လို့ငါတယောက်တည်းအနေနဲ့ထင်နေကြတယ်အမှန်မှာတော့ဒီလိုမဟုတ်ဘူးကိုယ်ထဲမှာမကောင်းတဲ့အတွေ့အကြုံနဲ့တွေ့ပြီးတော့မကောင်းတဲ့ခံစားမှုလေးတွေတစ်ခုပြီးတစ်ခုအသေးသေးဖြစ်နေတာပဲဓာမိဝင်များမှာတအားကလေးတွေအသေးသေးလာတိုင်းမပြတ်လင်းနေတာလိုပါပဲကိုယ်ထဲမှာမကောင်းတဲ့အတွေ့အကြုံလေးတွေနဲ့အသေးသေးတွေ့တိုင်းမကောင်းတဲ့ခံစားမှုလေးတွေစင်ကမပြတ်ဖြစ်နေတာပဲအဲ့ဒါလေးတွေကိုသေချာသိအောင်ညောင်းရင်ညောင်းတယ်ပူရင်လည်းပူတယ်နာရင်လည်းနာတယ်လို့ဒီလိုစူးစိုက်ပြီးမှတ်နေရမယ်မဂ္ဂဇမှာတော့ညောင်းတာပူတာလေးတွေကတိုးပြီးတော့လဲညောင်းလာတာပူလာတာတဲ့အဲဒီတော့ပြင်းနေတဲ့စိတ်ကလေးကပေါ်လာလိမ့်မယ်အဲဒီစိတ်ကလေးကိုလည်းပြင်းနေတယ်လို့မှတ်ပြီးတော့ညောင်းတာပူတာကိုပဲရမှတ်နေရအောင်မယ်သီးခံရင်နိဗ္ဗာန်ရောက်တယ်သီးခံရင်နိဗ္ဗာန်ရောက်တယ်ဆိုတာဟာဒီပြည့်နေရမှာတဲ့ဟောဒီတရားထုတ်ရမှာပိုးပြီးသုံးကြတယ်တရားထုတ်ရင်သီးခံမှာပဲညောင်းတာပူတာကိုသီးမခံမဲနဲ့ခဏရွှေ့လိုက်ပြင်းလိုက်လုပ်နေရင်တော့သမာဓိမဖြစ်နိုင်ဘူးသမာဓိမဖြစ်ရင်ညာမဖြစ်ဘူးညာမဖြစ်တော့မဘုနိဗ္ဗာန်ကိုမရောက်ဘူးပေါ့ဒါကြောင့်သီးခံပြီးမှတ်နေရတယ်တရားထုတ်ရမှာသီးခံရတယ်ဆိုတာကလည်းကိုယ်တည်းကဒုက္ခဝေဒနာတွေသီးခံရတာပါပဲအဲ့ဒါတွေပဲများပါတယ်ဒါကြောင့်ညောင်းတာပူတာနာကျင်တာအကံခက်တာတွေဖြစ်လာလို့ရှိရင်ရုပ်တရက်အမှတ်ဖြစ်ပြီးတော့မရွှေ့လည်းမပြင်းရသေးဘူးညောင်းတယ်ပူတယ်စသည်ဖြင့်သီးခံပြီးမှတ်နေရအောင်မယ်ဒီလိုသီးခံပြီးမှတ်နေရင်ဒုံတံဝေဒနာကတော့ပျောက်သွားပါလိမ့်မယ်သမာဓိညာအားကောင်းတဲ့အခါများမှာတော့အမှန်တရားကြီးကျယ်တဲ့ဝေဒနာတွေတောင်ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီလိုပျောက်သွားတဲ့အခါမှာဖောင်းနေပိန်နေလို့ရမှသွားရုံပဲတော့ကြောင်ပိန်မှနေလို့လဲမပြောင်းနိုင်ဘူးမနေသာလားဘူးဆိုရင်တော့ပြင်းရတာပေါ့ဒါပေမဲ့ပြင်းနေတဲ့စိတ်ကလေးကစားပြီးပြင်းနေလို့မှားလဲကြွရင်ကြွတယ်လို့မှားရွှေ့ရင်ရွှေ့တယ်လို့မှားပြေးကလေးရွှေ့ရမယ်နော်အဲဒီဖြည်းဖြည်းရွှေ့သွားတာလေးကိုပဲလိုက်ပြီးတော့ကြွတယ်ရွှေ့တယ်ထိတယ်လို့ဒီလိုအစဉ်တိုင်းမှတ်သွားရမယ်ကိုကြီးကိုရင်းနေလို့ရှိရင်ရင်းနေမှခြေတော့ကြွလာရင်ကြွတယ်မှရွှေ့ရင်ရွှေ့တယ်မှချရင်ချတယ်မှဘာမှပြုပြင်မရှိပဲငြိမ့်နေကြပြီဆိုရင်တော့ဖောင်းနေပိန်နေလို့ပြန်မှနေရမယ်ရတယ်မှာရနာမနေရဘူးရှေးမှနဲ့နောက်မှစနေရမယ်ရှေးသမารိနဲ့နောက်သမารိရှင်းညာနဲ့နောက်ညာတစားသေးသွားမှသတိသမารိညာတွေကတစ်ဆင့်နဲ့တစ်ဆင့်မြင့်ရင့်ပြီးလာတာဒီလိုရင့်ပြီးအားပြည့်တဲ့အခါကျတော့မှမဲ့ညာကိုဆက်ရောက်ပြီးသွားတာ
တရားထုတ်တယ်ဆိုတာမိဖို့တဲ့ယောက်ျားလို့အားထုတ်ရမယ်တဲ့မိချင်းမပေါ်သေးတဲ့ဟိုရှိကေတုန်းကသစ္စာချင်းပို့ပြီးမိမွေးရတယ်အဲဒီမိဖို့တဲ့လူဟာမိမပွင့်မဲ့ချင်းမရမနာပွင့်နေရတယ်ပူလာလေးလေးအားဆက်ပြီးပွားလေးလေးပဲဒီလိုဆင်းမပြဖို့လို့ပူလုံးမကပူလာတော့မိပွင့်လာရတယ်အဲဒီတော့မှပဲနားရတယ်အဲ့ဒါလိုပဲရှေးမှလည်းနောက်မှရှေးသမารီနဲ့နောက်သမารီမပြတ်စနေအောင်ဓမ္မထဲမှနေရတယ်ဒီကညောင်းတာပူရာတွေကိုမှလို့ပြီးသွားရင်ရမနေနဲ့ဖောင်းနေပိန်နေဖောင်းနေပိန်နေလို့ဇာထဲပဲဆက်မှသွားရမယ်ဒီလိုမှနေရင်တဏှာကရလာပြန်ရင်အဲ့ဒါကိုလည်းမှတ်ရမှာပဲရတဲ့နေရာကိုစားပြီးရတယ်လို့မှသူလည်းခံခဲ့တဲ့ဒုက္ခဝေဒနာပဲအရာဖြောခြင်းတဲ့စိတ်ကလေးပေါ်လာရင်အဲ့ဒီစိတ်ကိုဖြောခြင်းတယ်လို့မှမဖြောရသေးဘူးပြီးတော့လဲရတယ်လို့ပဲရမှနေရအောင်မယ်ဒီလိုပင်မှနေရင်ရတာကတော့ပျောက်သွားတာပဲမြင်ပါတယ်ပျောက်သွားရင်ဖောင်းနေပိန်နေလို့ပြန်မှသွားရုံပဲမပျောက်လာတဲ့ခါကျတော့ကိုယ်ရဖြောရတာပေါ့ဒါပေမဲ့ဖြောခြင်းတဲ့စိတ်လေးကစားပြီးမှသွားရမယ်ဖြောခြင်းတယ်မှလဲကြွလာရင်ကြွတယ်မှရွှေ့ရင်ရွှေ့တယ်မှရတဲ့နေရာကိုလက်ထိတော့ထိတယ်လို့မှအရာဖြောက်တော့ဆွဲတိုင်းတွန်းတိုင်းဖြောက်တယ်ကုတ်တယ်မှလက်ပြန်ချတော့ချတယ်မှဒီနေရာမှာလက်ကထိသွားတော့ထိတယ်မှပြီးတော့ဖောင်းနေပိန်နေရမှသွားရုံပဲကိုယ်မူရပြုပြင်တိုင်းဒီနည်းကြီးပဲဘာလေးတစ်ခုမှလွတ်မသွားစေရဘူးပြုပြင်တိုင်းပြုပြင်တဲ့စိတ်လေးကစားပြီးစိတ်ဆက်ဆက်မှသွားရမယ်။တရားကထမယ်ကြရင်အဲ့ဒီစိတ်ကိုထားခြင်းနဲ့လို့မှားရမယ်။လက်တွေခြေတွေပြင်တော့ကြွတယ်ရွှေ့တယ်ဆန့်တယ်ထိတယ်ထောက်တယ်စသည်ဖြင့်အစဉ်တိုင်းမှာပြီးပြုပြင်ရမယ်။ကိုကြီးကရှေ့ကိုရင်းလာတော့ရင်းနေမှထားလိုက်တဲ့အခါမှာကိုကြီးကပေါ့ပြီးကြွတက်လာတာရှိတယ်။အဲ့ဒါကိုစူးစိုက်ပြီးတော့ထားတယ်လို့မှဖြည်းဖြည်းလေးထားရမယ်နော်။ရားတို့တဲ့ပုဂ္ဂိုလ်ဟာအာရင်ရှိပေမဲ့လို့အာမရှိတဲ့လူမှလို့ကျင့်ရမယ်တဲ့။ပရိကျမ်းမှာတဲ့အာရင်ရှိတဲ့ပုဂ္ဂိုလ်များမှာတော့ထားတယ်သွားတယ်ဆိုတာဟာလွယ်လေးပေါ့။ပြုံးမြင်ဆိုမြန်မာပြည်နဲ့အာရင်မရှိတဲ့လူမှများကြတော့ဖြည်းဖြည်းလေးရွလေးပဲ။သိသိမွေတာခါနာနေတဲ့လူများမှထားတယ်ဆိုလို့ရှိရင်ကြွလေးညင်ညင်သာလေးပဲခါတွေကနာသွားမှဆိုလို့သူ့ကိုယ်သားလေးအာယူပြီးဖြည်းဖြည်းချင်းလေးထားလာတယ်အခုတရားထုတ်ရမှလဲအာမရှိတဲ့အဲ့ဒီလူမှများလို့ကျင့်ရမယ်တဲ့ဘာမှဆိုဖြည်းဖြည်းချင်းပဲပြုပြင်ရမယ်ဒီလိုဖြည်းဖြည်းချင်းပြုပြင်မှလဲတတိသမารိညာကကောင်းမှီတာဒါကြောင့်ဖြည်းဖြည်းကပဲစပြီးလေ့ကျင့်ရတယ်ထားတယ်လို့မှတ်ပြီးလူမှများလို့ပဲဖြည်းဖြည်းလေးထားရမယ်လူမှနဲ့ကုတူစီရမယ်ဒါလည်းမကသေးဘူးမျက်စိမြင်ပေမဲ့မမြင်တဲ့လူလိုကျင့်ရမယ်တဲ့နားကကြားပေမဲ့မကြားတဲ့လူလိုကျင့်ရမယ်တဲ့တရားထုတ်နေတဲ့အခါမှာကျူးမှမှုလေးတစ်ခုတည်းပဲကိုယ်လို့ရှိတယ်ဒီပြင်မြင်တာတွေကြားတာတွေဆိုတာကတော့ကိုယ်လုံးမဟုတ်ဘူးဒါကြောင့်ဘယ်လိုထူးထူးဆန်းဆန်းကိုမြင်ရပေမဲ့မမြင်ရသလိုပဲအမှတ်ကိုသာကြည့်ဆိုင်ပြီးမှတ်နေရမယ်ဘယ်လိုထူးထူးဆန်းဆန်းကိုကြားပေမဲ့မကြားသလိုပဲအမှတ်ကိုသာကြည့်ဆိုင်ပြီးတော့မှတ်နေရမယ်ကိုယ်မူရာပြုပြင်တဲ့အခါမှာလဲမကြမ်းပါတဲ့ပုဂ္ဂိုလ်အာရုံမရှိတဲ့ပုဂ္ဂိုလ်များလိုပဲဖြည်းဖြည်းလေးကြွရလေးပြုပြင်ရမယ်လက်ရွှေလိုက်ခြေရွှေလိုက်ကိုယ်လိုက်ဆန်းလိုက်ခေါင်းကုန်းလိုက်မော့လိုက်နဲ့အဲ့ဒါတွေအားလုံးညီသက်သက်ကလေးသင်္နေမှုငွေကလေးပဲပြုပြင်ရမယ်ဒါကြောင့်အခုလိုတရားကထားတဲ့အခါမှာထားတယ်လို့မှားပြီးဖြည်းဖြည်းချင်းလေးထားရမယ်ခါစားမြင်မိတဲ့အခါကျတော့ရတယ်မှဟိုဒီလျှောက်ကြည့်မိရင်ကြည့်တယ်မြင်တယ်မှသွားတဲ့အခါကျတော့ခြေလမ်းကိုမှတ်ရုံပဲညာဘက်ကလမ်းတဲ့အခါညာလမ်းတယ်မှဘယ်ဘက်ကလမ်းတဲ့အခါဘယ်လမ်းတယ်မှခြေတော်ကြွသည်ကစားပြီးခြေတော်ချသည်ဒီရွေ့ပြီးသွားတာလေးကိုအစဉ်တိုင်းပြီးသွားရမယ်ညာလမ်းတယ်ဘယ်လမ်းတယ်ညာလမ်းတယ်ဘယ်လမ်းတယ်ဒီလိုတလန်းတစ်ခါမှတ်သွားရုံပဲအဲ့ဒါကမြန်သွားတဲ့အခါမှာဘုံနဲ့ခါမြန်သွားတဲ့အခါခါဝေးသွားတဲ့အခါများမှာတလန်းတစ်ခါမှသွားရင်တော့လောက်ပါပြီဘယ်လမ်းနဲ့ညာလမ်းနဲ့ဒီလိုတစ်ချက်မှသွားရင်တော့ပါပြီဖြည်းဖြည်းသွားနေတဲ့အခါဈဉ္ညာလျှောက်နေတဲ့အခါများမှာတော့ခြေတလားမှာမှတ်စရာက၃ပိုင်းရှိတယ်
ခြေတော်ကြွတက်လာတာကတစ်ပိုင်းလှမ်းလိုက်တာကတစ်ပိုင်းငင်းချလိုက်တာကတစ်ပိုင်းအဲ့ဒီသုံးပိုင်းထဲမှာကြွတာလေးနဲ့ချတာလေးဒီနှစ်ပိုင်းကစပြီးမှတ်ရမယ်ခြေတော်ကြွတက်လာတာလေးကိုကြွတယ်လို့မှကြွတက်လာတာလေးကိုသိချာသိရမယ်ပြီးတော့နင်းချလိုက်တာလေးကိုချတယ်လို့မှတ်ရမယ်လေးလေးပြီးကြသွားတာလေးကိုသိချာသိရမယ်အဲ့ဒီနှစ်ပိုင်းကစားပြီးမှတ်ရမယ်ကြွတယ်ချတယ်ကြွတယ်ချတယ်ဒီလိုခြေတလန်းတလန်းမှာနှစ်ချက်မှာပြီးသွားရမယ်အဲ့ဒီနှစ်ချက်မှကလည်းနေလောက်နေတော့လွဲလာပါလိမ့်မယ်ဒီလိုလွဲလာတဲ့အခါကျတော့သုံးချက်မှရမယ်ကြွတယ်လှမ်းတယ်ချတယ်ကြွတယ်လှမ်းတယ်ချတယ်ဒီလိုသုံးချက်မှတ်သွားရမယ်အခုမှကစားမှာတော့တစ်ချက်မှဆိုရင်တော်ပါပြီမြန်သွားတဲ့အခါမှာညာလန်းတယ်ဘယ်လန်းတယ်ဒီလိုတစ်ချက်မှသွားဖြည်းဖြည်းသွားတဲ့အခါမှာကြွတယ်ချတယ်ဒီလိုနှစ်ချက်မှသွားဒီလိုသွားနေရကထိုင်နေတဲ့စိတ်ပေါ်လာကြရင်ထိုင်နေမှထိုင်ချလိုက်တော့ကိုကြီးကလေးပြီးကြသွားတာရှိတယ်အဲ့ဒါကိုစူးစိုက်ပြီးတော့ထိုင်နေလို့မှတ်ရမယ်ထိုင်ပြီးတဲ့အခါကျတော့လက်ချပြင်တာတွေကရှိသေးတယ်အဲ့ဒါတွေလည်းအကုန်လုံးမှတ်သွားရမယ်ဘာမှပြုပြင်မရှိဘဲနဲ့ငြိမ့်နေပြီဆိုတော့ဖောင်းနေပိန်နေဖောင်းနေပိန်နေအဲ့ဒါကိုမှတ်နေုံပဲဒီလိုမှတ်နေရတဲ့ကညောင်းတာပူတာတွေပေါ်လာရင်အဲ့ဒါတွေကိုလည်းလိုက်မှတ်ရမယ်ဒီထဲကလက်အိတ်ချင်းလို့ရှိရင်အိတ်ချင်းနဲ့မှလက်အိတ်ခါနေကြတော့လက်ကလေးခြေလေးပြင်တာလည်းရှိသေးတယ်အဲ့ဒါတွေလည်းအကုန်လုံးမှတ်ရမယ်လက်ကိုကြွရင်ကြွတယ်မှရွှေရင်ရွှေတယ်မှထောက်ရင်ထောက်တယ်မှကိုကြီးကရိမ့်လာရင်ရိမ့်တယ်မှခြေတော့ဆန်းရင်ဆန်းတယ်မှရိမ့်ပြီးလက်အိတ်လိုက်တဲ့ခါကျတော့အိတ်တယ်လို့မှားပြီးဖြည်းဖြည်းချင်းလေးလက်ရသွားရမယ်ဒီလိုအိတ်လိုက်တာလေးကလည်းရေးကြည့်တယ်ဒီတွင်းမှာလည်းတရားဓုကဖြစ်နိုင်တာပဲသမာဓိညာအားရှိနေတဲ့အခါဆိုရင်ဘယ်ချိန်မှတရားဓုကဖြစ်နိုင်တာကြီးပဲတကွေးတစံအတွင်းလည်းဖြစ်နိုင်တာပဲခြေတုံးကအဇယနာရဟနာဖြစ်သွားတယ်ဆိုတာဟာဒီလိုလဲအိမ်နေတုံးဖြစ်သွားတာပဲအဇယနာဟာပထမသင်္ဃာနာသင်္ဃာနီးမှာတညာရဲနဲ့ရဟနာဖြစ်အောင်လို့အပြင်းတအားထုတ်နေတယ်ကာယကတတတိလို့ခေါ်တဲ့ကာနုပန္နတတိပဋ္ဌာန်ကိုတညာလုံးသင်ညာကြောက်ပြီးပွားများအားထုတ်နေတယ်ညာလန်းတယ်ဘယ်လန်းတယ်ကြွတယ်လှမ်းတယ်ချတယ်လို့အခုပြောနေတဲ့အမှမျိုးပါပဲသွားခြင်းနဲ့စိတ်နဲ့သွားတဲ့ရုပ်တရားတွေတစ်ပိုင်းစီဖြစ်ပြနေတာကိုရှုမှပြီးနေလိုက်တာနည်းနည်းလင်းကန်ကြီးတောင်ရောက်နေပြီတဲ့ဒါပေမဲ့ယဟနာတော့လည်းမဖြစ်သေးဘူးတဲ့ဒီတော့ဉာဏ်နာကဈဉ္ညာသွားများနေလို့ဝိရိယလွန်နေတယ်ဆိုတာကိုသိတဲ့အတွက်သမာဓိနဲ့ဝိရိယညီမျှသွားအောင်ခဏလောက်လှည့်ရင်အားထုတ်မယ်လို့စိတ်ကူးပြီးအခါနဲ့ဝင်သွားကြရင်ပေါ်မှာထိုင်တရားလှည့်လိုက်တယ်အဲဒီလိုလှည့်နေတော့အိတ်တယ်လို့ခုပြောနေတဲ့အမှမျိုးမှာပဲဉာဏ်နာဖြစ်သွားတယ်ဉာဏ်နာဟာအဲဒီလဲမိခင်တုန်းကတော့သောတာပန်ပဲဒါကြောင့်အဲဒီသောတာပန်ဖြစ်ကနေပြီးဝိပဿနာရှုတော့တရားရင်မဲ့ဖို့ရောက်အဲဒီကနေပြီးဝိပဿနာရှုကြတော့နာရင်မဲ့ဖို့ရောက်အဲဒီကနေပြီးဝိပဿနာရှုကြတော့အရဟတမေဖို့ရောက်ဒီလိုဝိပဿနာနဲ့တက်ကအထက်ပင်ဖို့သုံးစဉ်တဲပြီးဉာဏ်နာဖြစ်သွားတာတခဏလေးပဲဘာမှမကြောက်ဘူးဘယ်ချိန်မှဖြစ်နိုင်တယ်အခုပြောနေတဲ့ဉာဏ်တန်တာရဲ့ဉာဏ်နာဖြစ်ပုံကိုသာကြည့်ပြီးတော့ဒါကြောင့်ဘယ်ချိန်မှကြိုးစားပြီးမှတ်နေရမယ်ဒါလေးကတော့ရင်မကြည့်ပါဘူးဆိုပြီးတော့အမှတ်ကိုရှော့မထားရဘူးဒါကြောင့်အခုပြောနေတဲ့လက်အိတ်ခိုင်မှာလဲရိုးသေးသေးပဲမှတ်သွားရမယ်အိမ်မိတဲ့ခါကျတော့လက်ချပြင်တာတွေလည်းရှိသေးတယ်အဲ့ဒါတွေလည်းအကုန်လုံးစိတ်ဆက်ဆက်မှတ်ရမယ်ဘာမှပြည့်ပြည့်မရှိပဲငြိမ့်နေပြီဆိုရင်တော့ဖောင်းနေပိန်နေဖောင်းနေပိန်နေဒါပဲမှတ်နေရမယ်ညင်းတယ်လို့အချင်းကြနေပြီမဲ့လို့အမှတ်ကိုတော့လှုပ်ပြီးမရဘူးတရားကိုတကယ်တမ်းအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာမဟိတော်ဘူးအနေနဲ့စွန့်စွန့်စားစားအားထုတ်ရတယ်ဒါကြောင့်ညင်းတယ်လို့အချင်းမဲ့လို့အမှတ်တော့မလွတ်ရဘူးဓမ္မထဲသာမပြမှတ်ပြီးတော့နေရမယ်မရင်အိပ်ပြောသွားစီရမယ်အမကနိုင်ရင်လည်းအိပ်မပြောဘဲနဲ့နေမှာပဲ
Ejina and Doyen Ajo Damabe, Ejin Ma, Nazi Mela Made, Leila and Lady, Nazi Pan Panema, Dilomaladane, Nazi at Jambi Givarade, Eridole Gidema Bido, Paune Bine Jama Bayumabe, Beluga Bimanine, O Ejin Lavisoro, Idio Barababe, Idio Yagara Makaba, Levare, Lebi. Let a bit of money, him, the Virginia may be the idiot barade. Taja, otherwise, Bogoma, let a nidaga chimyaziabu. Tainana Jodaga Yaziame, Toeme, Yinelo Ijinjani de Camaro, let a name, Paune, Bine, Dilomania Ravabe. Dilomania and Dulu idiot avalime. Idioni de Chimara Bama, Mavilo Bama, Mayau. Taja, Idioni de Chingaro. Yogi Bogoma Naya chain. Toime, the Garandia to the Bogosura, Ejingo Lena Ilo Batare, Lena Ilo Idesology, Congo Loni Babi. If you are no lion, no Regasabi Mayame, may I put the Gara to the Yogi Sora, if you only a chin lau benare. Did you know the chin in Maram, Nimena, but Yama said the Madame Maniare, Daja, Manelogi, no la Legole. Nure Mayame. Erago Medina man and the end of Ona Binaga Zabi, Pound, Binel of Mabayume. Eyaga Tame, Lujayan, Tajinema, Eji Dinali Lesilime, Eradile Gonuma Bayame, Count Hambi, Talaro, Tarema, Taimire Kajaro, Tainema, Lechi Dinasidian, Eradile Goma. Bama Bibjamisive, Yinly Tiny Visor, Paune, Bine of Money, you may. A Bubio Lagaria, Bolivalo, and Downland and Deva, Mayamosari, Jeve, Tavene Magazabuvaro, Bubio Garego, Gonosis on Money Babu. Now the Marina Agona de Kajama, Darvigo, Sisis as a manema. Eric Hajara, Yaji Mane Mare. Gujoni Dalla Macariba, Gujoni Daga, Gonzalo Sidira, Pirita Mari Soraga, Duadu Soundwara, a video Duadu Miamian Dwara, Eric Hajara Diziarego, Gonome Duadu di Bavarime, Gujio Lagere, Mabo Singara, Jeji Shiba dire, Gujiola Laudionero, the Yagan Piso Nevabu, Jema Shibamana Aloro, Angeni Jamshibabu, the Yagatuadu Sound, Biziarego, a Gono shall be Bavarime. Viramina de Deca, Ichura Carimale, Mayame, Darigado Kamia Loa Remo, Manania Mabayumave. Was not being what I legide, Iania, Diana Riga, Beta, Puna Legide, Erarigado, Serious as a Golo Mabayame. The Menzare Kama, the member Gidaga Sabi, Gide, Ma, Vido. The member the Leslana, Tida, the Menzura, the Melo Biena, Kaina, Julara, Kongona, Bazade, the Melo Terra, Lebian Chara, Kombian Tauna, Dilo Bubian Regula, Agono Mabayame. Ware Kajada, Ware, Ma. One don't Yadago, Bide, Ma. The Waja by the Waja Ma. Gone, Ma, Mutual, New Mayame. Elaria, the middle of Zaroma Bome. Now the middle de Malek, Dini Dame, Mabayame. He Daudole, Gira, Niena, Lelana, Zongo, Gaina, Gora, Kada, Yulara, Bauda, Muchara, Dilohare, Gono, Mabayame. It means I am Malakede, Mazaria, the Yarabe. Magazabogo Marami, Dwarari, Manina Rigamiani Rababe, Toime Gonuma Mamelo Dilo Seido Dintare, Duadu Manelo Kunjo Dwarara Beda Namele, now the Marina Agona Kajara, Gonosi Saza Mani Marime. Oh, Kubio Lagera, Maboni Dozon Davi, Tareme Jejisha Bionero, Loyen Sumaziarego, Congo Mamma Mobu, Daja, a ginger tabi Jome. Jinjo Sora, choose Yamaza and Nebeshibare, Lanja Nideka Soye, Chilango da Mane, Nyalane, Belane,
ဒါလေးနှစ်ခုမှနေုံပဲနည်းနည်းသွားတဲ့အခါမှာညာလန်းနဲ့ဘယ်လန်းနဲ့လို့ဒီတလန်းတလန်းတစ်ခါတစ်ခါမှသွားရင်တော့ပါပြီဖြည်းဖြည်းသွားတဲ့အခါမှာကြွတယ်ချတယ်ကြွတယ်ချတယ်ဒီလိုခြေတလန်းတလန်းနှစ်ချက်နှစ်ချက်မှသွားရုံပဲငြိမ်ပြီးထိုင်နေတဲ့အခါမှာဆိုရင်ဖောင်းနေပိန်နေဖောင်းနေပိန်နေဒါလေးနှစ်ခုပဲမှနေရမယ်လဲအိမ်နေတဲ့အခါမှာလည်းဘာမှထူးမှစရာမရှိဘူးဆိုရင်ဖောင်းနေပိန်နေဖောင်းနေပိန်နေဒါပဲမှနေရမယ်ဒီတိုင်းဆိုတော့မစရာကနည်းနည်းပါပဲမများပါဘူးဒီလိုဖောင်းနေပိန်နေမှနေရင်စိတ်ကူးတွေကတခြားထွက်သွားရင်တော့အဲ့ဒီစိတ်တွေကိုလိုက်ပြီးမှရမယ်ပြီးရင်ဖောင်းနာပိန်နာကိုပြန်မှညောင်းတာပူရနာခြင်းခဲတာရတာတွေရှိရင်အဲ့ဒါတွေလည်းလိုက်ပြီးမှရမယ်ပြီးရင်ဖောင်းနာပိန်နာကိုပြန်မှဒီထဲကကိုယ်လေးစားနေလှုပ်ရှားလိုက်ခေါင်းငုံလိုက်မောလိုက်ရင်းလိုက်ရင်လိုက်ဒီလိုအပြုပြင်နေရှိပြန်ရင်အဲ့ဒါတွေကိုလည်းလိုက်မှရမယ်ပြီးရင်ဖောင်းနေပိန်နေပြန်မှသွားရမယ်ဒီနည်းတိုင်းမှနေရင်တဖြည်းဖြည်းနဲ့မှနေတာတွေကများလာလိမ့်မယ်မဂ္ဂသမှာတော့စိတ်တွေကဟိုပြေးလိုက်ဒီပြေးလိုက်နဲ့အမှန်နေတာတွေကများနေတတ်တယ်ဒါပေမဲ့စိတ်တော်ပြည့်ရဘူးဘယ်သူပဲဖြစ်ဖြစ်အာရုက္ခသမှာတော့ဒီလိုအမှားရခက်ကြတာကြီးပါပဲနောက်လက်ကျင်သားရလာတော့စိတ်ထွက်တိုင်းမှမီးပြီးပြီးနေတယ်ဒါကြောင့်ဒီစိတ်ကလေးဟာကြာတော့လုံးလုံးကုန်ပြေးတော့ဘူးမစရာအောင်လည်းမသာကပြီးတော့တီးနေတော့တာပဲဟိုကဖောင်းလိုက်တာနဲ့ဒီကဖောင်းတယ်လို့မှားလိုက်တာနဲ့ဟာကြိုက်ပြီးတော့ကြာနေတယ်ဟိုကပိန်လိုက်တာနဲ့ဒီကပိန်တယ်လို့မှားလိုက်တာနဲ့ဟာလဲကြိုက်ပြီးတော့ကြာနေတာပဲမတိုင်းမစရာအာယုံနဲ့အတိဟာတွေ့ကြီးဖြစ်နေတယ်မစရာယုံနဲ့မှတ်ပြီးတဲ့နာဒီယုံနာနှစ်ခုဟာအတွဲလိုက်တစုံဖြစ်နေတယ်ပုဂ္ဂိုလ်သားတော်ရဲ့လို့ပဲရှိနေမလို့ဒီယုတ်ကလေးနဲ့ဒီစိတ်ကလေးဒီနှစ်ခုတည်းပဲတွဲပြီးဖြစ်နေတာဒါလေးတွေကိုတော့ကြရင်ကိုယ်တိုင်းပဲတွေ့တော့ပါလိမ့်မယ်ဘောင်းနေပိန်နေမှားရင်ယုံနဲ့နာနှစ်ခုတခြားစီကွဲလာတယ်ဘောင်းတယ်လာတဲ့ယုံနဲ့ဘောင်းတယ်လို့ပြီးတဲ့စိတ်ကလေးပင်ကြပါတဲ့ယုံနဲ့ပိန်တယ်လို့ပြီးတဲ့စိတ်ကလေးဒီလိုယုံနဲ့နာနှစ်ခုဟာတွဲနေတစုံကြိုက်ပြီးတော့ကြာနေတာကိုယ်တိုင်းပဲပိုင်းခြားပြီးလာမယ်အဲဒီတော့မတိုင်းဟာမဇ္ဇာတိဇယုတ်တရားကတစ်မျိုးမသိနေတဲ့နာတရားကတစ်မျိုးဒီယုတ်နဲ့ဒီနာဒါလေးနှစ်ခုရှိတာပဲလို့ကိုယ်ဝိညာဉ်နဲ့ကိုရှင်းပြီးလာပါလိမ့်မယ်အဲဒါဟာနာယုတ်ကိုပိုင်းခြားသိတဲ့နာမရူပပရိစ္ဆေဒညာနဲ့သူဟာဝိပဿနာဉာဏ်ရဲ့အစပဲသူကချိုးကြလာဖို့ရည်ကြီးတယ်အဲဒီကနောက်ဆက်မှနေဖြစ်ပေါ်လာပြီးတော့တခဏချင်းပျောက်သွားတာတွေကိုကိုယ်တိုင်တွေ့ရမယ်ပဂတိလူတွေကတော့ယောနာယောဟာတစ်သက်လုံးတစ်ဘဝလုံးမြဲတည်နေတယ်လို့ထင်နေကြတယ်ငယ်ကလေးဘဝတုန်းကယောဂပဲအခုတည်းလူကြီးကိုဖြစ်လာတယ်လို့ထင်နေကြတယ်ငယ်ကလေးဘဝတုန်းကစိတ်ကပဲအခုတည်းလူကြီးစိတ်ဖြစ်လာတယ်လို့ထင်နေကြတယ်ယောစိတ်ယောဟာငါတယောက်တည်းပဲလို့ထင်နေကြတယ်မှတော့ဒီလိုမဟုတ်ဘူးမြဲတည်နေတဲ့တရားရဲ့လို့မရှိဘူးအခုပဲပြည့်နေတာကြီးပဲမျက်စိတမိခါတော့မကြောက်ဘူးဖြည်းပြီးဒီလောက်ဖြစ်များနေတဲ့တရားတွေကြီးပဲအဲ့ဒါတွေကိုတော်ကြရင်မှန်ရင်နဲ့ကိုယ်တိုင်းပဲတွေ့တာမှာဒီလိုမှနေရင်ဒီရေးနဲ့ပျောက်သွားတာတွေကိုတွေ့ရတော့မမြဲတဲ့တရားတွေကြီးပဲဆိုတာသဘောကျလာမယ်ဒီလိုမမြဲတာတွေကြီးပဲလို့သဘောကျတာဟာအနိစ္စ ानु ပါဒနာညာမယ်ပြီးတော့ဝါကြီးကြောက်ကြီးနဲ့ဆင်းရဲကြီးပဲလို့လည်းထင်လာမယ်အဲ့ဒါကဒုက္ခ ानु ပါဒနာညာမယ်ပြီးတော့ကိုယ်ထဲမှာအခါခက်တာတွေကလည်းအမြောင်များတွေ့ရတော့ဆင်းရဲစုဝေးကြီးပဲလို့လည်းထင်လာမယ်အဲ့ဒါလည်းဒုက္ခ ानु ပါဒနာညာမယ်ပြီးတော့မှားရတဲ့ယုံနာတွေကိုလိုတိုင်းဘာမှဖြစ်ဘူးသူသဘောတိုင်းသူဖြစ်ပြနေတဲ့တရားတွေကြီးပဲအဲ့ဒါတွေကိုကြည့်တွေ့နေရတော့အစိုးမရတဲ့တရားတွေပဲပုဂ္ဂိုလ်သားတော်ကောင်မဟုတ်တဲ့သဘောတရားတွေပဲလို့ဒီလိုလည်းမှတ်နေရင်သဘောကျသွားမယ်အဲ့ဒါကတော့အနတ္တ ानु ပါဒနာပဲအဲ့ဒီအနိစ္စဒုက္ခအနတ္တအသိဉာဏ်တွေကောင်းကောင်းကြီးပြည့်စုံတဲ့အခါမှာဒီလိုရှုမှတ်နေရင်တည်းကပဲနိဗ္ဗာန်ကိုရောက်သွားမယ်ခြေတုံးကဘုရားရဟနာအရိယာပုဂ္ဂိုလ်တွေနိဗ္ဗာန်သွားကြတယ်ဆိုတာလေဒီဝိပဿနာလမ်းကကြီးသွားတာပဲဝိပဿနာမပါပဲနိဗ္ဗာန်ကိုမသွားနိုင်ဘူးဉာဏ်နာနေရင်မေဖို့နိဗ္ဗာန်ရောက်သွားတယ်ဆိုတာတွေလည်းနည်းနည်းတော့ရှုမှတ်သွားသေးတာပဲဒါကြောင့်ဝိပဿနာဆိုတာအလုံးစုံဘုရားရဟနာအရိယာပုဂ္ဂိုလ်တွေ
နိဗ္ဗာန်သွားထားတဲ့နိဗ္ဗာန်လမ်းမကြီးတဲ့ဝိပဿနာဆိုရင်သတိဉာဏ်၄ပါးတွေကတဘာမှတော့ပါဝင်နေတာပဲဒါကြောင့်သတိဉာဏ်ဆိုတာလည်းအာရုံသောဖြစ်ရနာရိယပုဂ္ဂိုလ်တွေနိဗ္ဗာန်သွားထားတဲ့နိဗ္ဗာန်လမ်းမကြီးတဲ့အခုတရားထုတ်မဲ့ယောဂီပုဂ္ဂိုလ်တွေဟာအဲဒီဖြစ်ရနာရိယပုဂ္ဂိုလ်တွေသွားထားတဲ့နိဗ္ဗာန်လမ်းမကြီးပေါ်မှာရောက်လာကြတယ်လို့မှတ်ရမယ်မေတ္တရားဖို့တရားနိဗ္ဗာန်တရားကိုရပါလို့ဤလို့ဆုတောင်းပြီးပြုထားတဲ့ကုသိုလ်ပါရမီတွေရှိနေလို့မေဖို့နိဗ္ဗာန်ခုဘဝမှာပဲရလိုက်တဲ့ပါရမီကံပြည့်စုံနေလို့တရားရနာရိယပုဂ္ဂိုလ်တွေသွားထားတဲ့သတိဓာဝိပဿနာလမ်းမကြီးပေါ်မှာငါတို့အခုရောက်နေကြတယ်လို့အောက်မေ့ကြရမယ်ဝမ်းမြောက်ဝမ်းသာလည်းရှိကြရမယ်ဒီလမ်းမကြီးအစဉ်တိုင်းလျှောက်သွားလို့ရှိရင်ဒီကဘုရားရနာရိယပုဂ္ဂိုလ်တွေတွေ့သိထားတဲ့သမာဓိညာထုတွေကိုကိုယ်တိုင်တွေ့ရတော့မှာပဲဘယ်တော့မှမတွေ့ဘူးသေးတဲ့စိတ်တည်ခြင်းမှုသမာဓိတွေကိုလည်းတွေ့ရမယ်အဲဒီသမာဓိကြောင့်ဖြစ်ပေါ်လာတဲ့တရားရတာတွေဝမ်းမြောက်ဝမ်းသာစရာတွေအကောင်းတွေကိုလည်းအများကြီးပဲတွေ့သွားမယ်ပြီးတော့ယုတ်တရားနံတရားတွေအနိစ္စဒုက္ခအနတ္တသဘောတွေဆိုတာကိုလည်းကိုယ်ပိုင်ဉာဏ်နဲ့ပဲတွေ့ပြီးသိသွားမယ်အဲဒီပညာတွေပြည့်စုံတဲ့အခါမှာဘုရားရနာရိယပုဂ္ဂိုလ်တွေတွေ့သိထားတဲ့မေတ္တရားဖို့တရားနိဗ္ဗာန်တရားတွေဆိုတာကိုမျက်မှောက်တွေ့ပြီးသိသွားမယ်အဲဒါမကြတော့ဘူးအခုအားထုတ်နေတဲ့ရက်ပိုင်းအတွင်းမှာပဲတွေ့သွားမယ်တလအတွင်းရက်20အတွင်းမှာလည်းတွေ့သွားနိုင်တယ်15ရက်အတွင်းမှာလည်းတွေ့သွားနိုင်တယ်ပါရမီအမှန်ထူးတဲ့တူတလင်မှာဆိုရင်တော့9ရက်အတွင်းမှာတော့တွေ့သွားနိုင်ပါသေးတယ်ဒါကြောင့်ဘုရားရနာရိယပုဂ္ဂိုလ်တွေတွေ့သိထားတဲ့မေတ္တရားဖို့တရားနိဗ္ဗာန်တရားတွေကိုအခု15ရက်ရက်20အတွင်းတလအတွင်းမှာပဲဧကံရောက်ရတော့မယ်လို့ယုံကြည်စိတ်ချထားကြရမယ်အဲဒီမေဖို့နိဗ္ဗာန်တရားတွေကိုကိုယ်တိုင်မျက်မှောက်ဆက်ရောက်ပြီးတော့အပေကြစေနိုင်တဲ့ဘက္ကာရိတိဝိသိကိစ္စတွေကင်းလို့ဘေတန်တရားကြီးမှလွတ်မြောက်သွားပြီးတော့မယ်တပံတရားလုံးရှောက်ပြီးတွေ့သွားမယ်အပေဆင်းရဲတွေမှအခုတရားထုတ်နေတဲ့ရပိုင်းလေးအတွင်းမကြာမီအတွင်းမှာပဲဧကံမုတ်ချလွတ်မြောက်သွားပြီးတော့မယ်လို့ယုံကြည်စိတ်ချပြီးတော့ကြိုးစားအထုတ်ကြမယ်အပြည့်စုံကြိုးစားအထုတ်နိုင်ကြ၍တရားရနာရိယအရှင်မြတ်တို့မျက်မှောက်တွေ့သိရသောနိဗ္ဗာန်တရားကိုမဲ့ညာဖုန်ညာဖြင့်လင်းများစွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း